ဒီကနေ့မွေးနေ့တွေနဲ့ပတ်သက်ပြီးတော့ဦးဇင်းတီတင်တီထိုက်တာတွေအနည်းငယ်ပြောပြချင်ပါတယ်လို့နော်ဘုရားကမ္မတွေတာမှတ်တိုင်းအောင်ဦးဇင်းမနေ့တုန်းကဆိုတော့2026ဖေဖော်ဝါရီလ9ရက်နေ့မှာဦးဇင်းအင်းရကျောင်းဆရာတော်ဝင်းနေဘဲကိုဦးဇင်းရောက်ရှိခဲ့တယ်အဲ့ဒီမှာတရားကမ္မတွေ55ယောက်ကနေပြီးတော့မှပူပေါင်းပြီးဆောင်ရွက်ပြီးတဲ့ဝင်းနေပွဲတွေဖြစ်တယ်ဟာလူတွေလည်းကြက်ပြန်မကစီကားလိုက်တာတကယ်ကိုပွဲကြီးပွဲကောင်းပဲကျွေးလိုက်တဲ့အလူဟင်းသမင်းတွေတော်တော်လေးကိုကောင်းတယ်ခင်ဗျာတို့တော့တပည့်ဒီကနေ့လုပ်တဲ့ထူးခြားတဲ့အလူပေါ့နော်တို့တရားကမ္မတွေတီတင်တက်ထအောင်ပြောပြတာဒီညောင်ရွှေမြို့မှာရှိတဲ့ကံကြီးပရိယတ္တိစာရင်တိုင်းမှာတရင်တုံးနေထိုင်တဲ့ဗရဏနာကဆရာတော်ကြီးရဲ့86နှစ်မြောက်မွေးနေ့အလူဒီကနေ့မှာပြုလုပ်ကျင်းပတာဖြစ်တယ်ဒီကနေ့ဆိုတော့2026ဖေဖော်ဝါရီလ9ရက်နေ့ဖြစ်တယ်ဖေဖော်ဝါရီလ9ရက်ဖေဖော်ဝါရီလ10ရက်နေ့ဖြစ်ပါတယ်အဲ့ဒီဖေဖော်ဝါရီလ10ရက်နေ့မှာဆောင်ရွက်တဲ့ဒါစပွန်ဆာမယူတဲ့မွေးနေ့အလူပေါ့ဆရာတော်နေပြီးတော့မှဒီနဝကမ္မလေးတွေကိုရင်လေးတွေဒါဦးစင်းလေးတွေစာချပုဂ္ဂိုလ်တွေတွဲတဲ့အစတဲ့ပစ္စည်းလေးပါးတွေဝယ်ယူတုံးဆောင်ရအောင်ဆိုရင်မှဆရာတော်ကကရုဏာမေတ္တာဖြင့်ဒါဆက်ကလူတန်းတဲ့ပွဲဖြစ်ပါတယ်ဘယ်စပွန်ဆာမှယူထားတာမရှိပါဘူးဒါကြောင့်မလို့တို့တကမတွေအနေနဲ့တော့ဒါဦးဇင်းပြောချင်တာတော့ဒီလိုမျိုးတွေတော့မဖြစ်တင်ဘူးလို့ထင်တာပဲဘာလို့ဆိုတော့ညောင်ရွှေမြို့မှာအများရှိပါတယ်နော်ငွေကြီးပြည့်စုံတဲ့ပုဂ္ဂိုလ်တွေအများကြီးရှိပါတယ်အဲ့လိုငွေကြီးပြည့်စုံတဲ့ပုဂ္ဂိုလ်တွေလင်္ကာဆရာစုလိုက်ပြီးတော့မှဒါဆရာတော်ကြီးအတွက်အမှတ်တရလေးဖြစ်ပေါ့နော်ဒီလိုချိန်မျိုးမှာဒါဆောင်ရွက်ပေးမယ်ဆိုလို့ရှိရင်တော့အရန်ကိုကောင်းပါတယ်ဒါဘာကြောင့်ပြောရလဲဆိုရင်တော့ဆရာတော်ဟာတို့နိုင်ကဆရာတော်ကြီးဟာဆိုလို့ရှိရင်ပရိယတ္တိပရိပတ်တိမှာလည်းကျွမ်းကျင်ပိုင်နိုင်တဲ့အတွက်ကြောင့်မလို့ဒီညောင်ရွှေမျိုးရဲ့ဦးစီးပဒနာနိုင်ကဆရာတော်ကြီးဖြစ်တဲ့အတွက်ဒါအထွတ်အထိပ်ဒါအားလုံးရဲ့အဓိပတိပဲဖြစ်တယ်ဒီအဓိပတိကြီးကိုတို့တွေနဲ့ဂရုဂါရဝပြုတဲ့အနေနဲ့တို့ညောင်ရွှေမြို့သူမြို့သားတွေအနေနဲ့ဒီဆရာတော်ကြီးကိုတို့ကတော့ဖြင့်တိမ်ဘလောက်လူမယ်တို့ကတော့တိမ်ဘလောက်လူမယ်ကိုတက်နိုင်တတ်တော့ပေါ့အဲ့လိုစုစည်းပြီးတော့မှဒါဆောင်ရွက်ပေးသေးချင်ပါတယ်အဲ့လိုမဟုတ်ဘူးဆိုလို့ရှိရင်တော့ဆရာတော်တပါးတူအတူဒီတိုင်းပဲရှိတဲ့ငွေကြီးတွေနဲ့လုံနေတဲ့အခါကျတော့ဒါပြည့်စုံမှုမရှိဘူးပေါ့လေဝိဇ္ဇနောဒါအရင်တော့ကဆရာတော်ကြီးဦးဇင်းကလက်ကောနေလာတာအဲ့ဒီလက်ကောနေလာတဲ့အတွက်ကြောင့်မလို့အဲ့ဒီလက်ကောမှာဆိုလို့ရှိရင်လည်းပဲဦးဇင်းကဆရာတော်ကြီးကိုတရားကမ္မတွေရန်ကုန်လာတယ်မန္တလေးလာတယ်ပြီးတော့ကျိုင်းတုံဖဲကလည်းလာတယ်အဲ့လိုနေမျိုးစုံကနေလာတဲ့ဆရာတော်ရဲ့မွေးနေ့ရောက်ပြီဆိုရင်ကန်ထမင်္ဂလာတွေလုပ်တယ်ဆရာတော်ရဲ့လုပ်ပြရတယ်အဲ့လိုကိုင်းကျွမ်းမိကျွန်းကမ်းမိပေါ့နော်တူမြတ်တာတူမဆိုတယ်လို့ဒါဆောင်ရွက်ပေးတဲ့နယ်လို့ဦးဇင်းကတော့ထင်မိပါတယ်ဒီတို့တွေကလည်းမှရလည်းပဲဒါညောင်ရွှေမြို့မှာရှိတဲ့ငွေကြီးပြည့်စုံတဲ့ပုဂ္ဂိုလ်များဆိုလို့ရှိရင်ဒီဆရာတော်ကြီးအတွက်ကျေးဇူးပြုပေးတဲ့နယ်လို့ဦးဇင်းအနေနဲ့ဒါမြင်မိလို့ဒီဗီဒီယိုဖိုင်ကိုဒါဦးဇင်းအနေနဲ့ဒါတင်ပြခြင်းဖြစ်ပါတယ်ဆရာတော်ကြီးဟာအင်မတန်ကိုမေတ္တာကရုဏာမုဒိတာဥပိ္ပခာနဲ့နော်ပြမစုတရား၄ပါးနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်များဖြစ်တယ်ဆိုတာကိုဒါတို့တရားကမ္မတွေအနေနဲ့တန်ဖိုးရှိတာကိုတန်ဖိုးရှိအောင်တန်ဖိုးရှိမှန်းလဲတိအောင်ဒါဦးသိန်းအနေနဲ့ပြောပြခြင်းဖြစ်တယ်နော်ဒါစကားအနေနဲ့ပြောတာလောက်တာမလောက်တာကတော့ဦးသိန်းအနေနဲ့ဒါကတော့မပတ်တဲ့ဘူးပေါ့ဦးသိန်းကတော့အချိန်တိုင်းရင်ပြန်မယ်ဒီမှာတာဝန်ကြားတဲ့ချိန်မှာဦးသိန်းတာဝန်ကျင်းအောင်လုပ်မယ်ပြီးရင်ဦးသိန်းကပြန်မယ်လူတွေဖြစ်တယ်
မဖြစ်တဲ့နာတွေကိုမဖြစ်အောင်လားဦးသိန်းနေတာပြောပြချင်းဖြစ်ပါတယ်နော်မွေးနေ့တွေပြုလုပ်တဲ့ဆိုတာဆိုလို့ရှိရင်ဘဝပြည့်စရာဇာတိတဲ့ဘုရားဟောပါဠိတော်အယကမ္မဘဝကြောင့်ဥပဘဝဖြစ်တဲ့ဒါစာတန်ပေတံနဲ့ပြောတာစာတန်ပေတံပြောင်းပြောမယ်ဆိုရှင်တော့အတိတ်ဘဝကပြုလုပ်ခဲ့တဲ့ကုသိုလ်ကံအကုသိုလ်ကံတွေကြောင့်ယခုဘဝမှာလာပြီးတော့လူတွေလာဖြစ်ရတဲ့တရိစ္ဆာန်တွေလာဖြစ်ရတဲ့လူဖြစ်ရင်ဘဝရတဲ့ဘဝရရင်ခန္ဓာရတဲ့ခန္ဓာပဲချိန်ကစပြီးတော့ရခဲ့တာလဲဆိုတော့အမိဝံကကျွလို့မွေးဖွားတဲ့နေ့ကစပြီးတော့မှခန္ဓာဆိုတာရခဲ့တယ်ဒါကြောင့်မလို့မွေးနေ့ဆိုတာခန္ဓာရင်ကိုရတဲ့နေ့ပဲခန္ဓာရင်ကိုတည်ဆောက်တဲ့နေ့ပဲလို့မိမိတို့တန်တမှာမှတ်ယူထားရမယ်လောကမှာကိုနေဖို့အိမ်ဆောက်ကြရဆိုလို့ရှိရင်အိမ်ပေါ်သားလှလှလေးတွေရွေးချယ်ပြီးတော့ဆောက်လုပ်ကြတယ်ဟုတ်လားဒါကြောင့်မလို့အဲ့လိုဆောက်လုပ်ပြီးတော့ပုံမလှပအောင်ဆိုပြီးတော့မှကိုအိမ်လေးကိုဈေးအောင်တွေတုတ်လိမ့်ကြတယ်ဒီတော့အင်္ဂလိပ်ဟာနေချင်းစရာကောင်းလိုက်တာလို့မြင်နဲ့တွေ့တဲ့သူတွေကနေပြီးတော့မှချီးကျူးကြတယ်မျက်စိကြားကြတယ်ဒီအတိုင်းပဲမိမိခန္ဓာအင်္ဂလိပ်လှလှပပတတရဲ့တတောင်းတင်တဲ့ဖြစ်ခြင်းနဲ့ဆိုလို့ရှိရင်လက်ဓမ္မအငမမသည်နဲ့အကုသိုလ်ကံလက္ခဏာလက်ဓမ္မကတော့ဖြစ်ကတဆံတော်လူရောလူပြီးရဆိုပြီးတော့မှရွယ်စောင်းဖြစ်တယ်လို့ဒါဆောက်တဲ့အတင်ရှိတယ်ကုသိုလ်ကံလက်ဓမ္မကတော့အဲ့လိုမဟုတ်ဘူးတဲ့ကုသိုလ်ကံလက်ဓမ္မကတော့ဒီဇိုင်းကြီးလှလှပပတွေဆောက်တယ်ခုနအကုသိုလ်လက်ဓမ္မလို့မဟုတ်ဘူးအဲ့ဒီအကုသိုလ်လက်ဓမ္မဆောက်တဲ့အိမ်တွေကြတော့ရွယ်စောင်းပြီးဆိုလဲအမြန်ပြီးဆိုလဲဆောက်တဲ့အကျင့်တွေရှိတယ်ဒါကြောင့်မြန်ဆောင်ပြတ်တာအကုသိုလ်ကံလက်ဓမ္မပါတဲ့လောကကတော့မြန်ရင်မကောင်းနိုင်ဘူးတဲ့မြန်လို့ရှိရင်တော့တက်တာကောင်းတက်တာနဲ့ဘာလို့လဲဆိုတော့ဒီနေ့ဇင်းလုံးနဲ့လက်ပြန်ဇင်းလုံးမတူလို့ပဲဖြစ်တယ်ဒါကြောင့်ကုသိုလ်ကံလက်ဓမ္မနဲ့ပေါင်းပြီးတော့မှဆောက်မယ်ဆိုလို့ရှိရင်တော့ဒါတိုင်းကြစရီလလခက်တီတတိထားမှာဖြစ်တယ်အဲ့လိုအကုသိုလ်လက်ကံလက်ဓမ္မကြောင့်ကုဒကံဘဝတွေနော်ကိုယ့်ရဲ့ဘဝတွေခန္ဓာအိမ်လှလှပပဆောက်ကျင်တယ်ဆိုလို့ရှိရင်ကုသိုလ်ကံလက်ဓမ္မနဲ့ပေါင်းဆောက်လိုအပ်တယ်အဲ့လိုပေါင်းပြီးတော့ဆောက်တဲ့အခါမှာလည်းပဲဘဝခန္ဓာအိမ်လေးလှလို့ပလို့တင်တောက်တင်တဲ့ကြည်တည်ရှိမကြောက်မကြနေတိုင်းတတ်ပါတယ်အဲ့ဒါလို့ဘဝခန္ဓာအိမ်ပေါ်မှာနေရတယ်ဆိုပြီးတော့မှမေလျောပေါ်သနေဖို့လည်းမတင့်မြတ်ပါဘူးတဲ့အိမ်ကြီးပေါ်မှာအိမ်ဆောက်ပြီးစီးတဲ့အခါမှာတနစ်ကြာရတဲ့အခါမှာအယောင်တွေမင်းလာတတ်ပါတယ်ရင်းကြီးတွေကလည်းတက်လာတတ်ပါတယ်နေရာမှာတွေ့ကန်းနေတဲ့အဲ့ဒီညီကြီးတွေဖြစ်လာမယ်ဆိုလို့ရှိရင်တဲ့ပိုင်ရှင်ဖြစ်တဲ့တွေကနေပြီးတော့မှမိတို့ရဲ့ငွေကိုမနှမျောနေတဲ့တတိဝိရိယထားပြီးတော့မှတနစ်တစ်ခါဈေးရောင်တွေဒါတုတ်လင်းပြီးတင်တယ်တိုက်အိမ်ကြီးဟာပဂရိအတိတ်ကတော့ကောင်းမွန်လှပမှာပဲဖြစ်တယ်အဲ့လိုပဂရိကောင်းမွန်လှပမှာပဲဖြစ်တယ်လို့တနစ်တစ်ခါလည်းပဲဘဝခန္ဓာအိမ်လူဘဝခန္ဓာအိမ်ကိုအမြဲထာဝရလှပတီတကျက်တီမင်္ဂလာရှိမှာပဲဖြစ်ပါတယ်ဒါကြောင့်လူဘဝခန္ဓာအိမ်မှာကတ်နေတဲ့အကုသိုလ်ရည်ညစ်အညစ်အကြေးတွေကိုချစ်ထုတ်ပြီးတော့မှကုသိုလ်စီအောင်တွေတနေ့တစ်ခါတွန်းလိုက်နိုင်ကြပါသည်ဒီကနေ့လည်းပဲတို့အလူတကာမှများလို့ဒီတဲ့အလူတကာလူမှများရောမပါဘူးပေါ့လေတို့လည်းပဲဆရာတော်ရဲ့မွေးနေ့အလူဆရာတော်ရဲ့မွေးနေ့အလူဒီတဲ့ကုသိုလ်ကောင်းမှုဒုက္ခချမ်းသာအဝဝပြည်စုံကြရဲ့နံဘဝမှာလည်းပဲဒီတဲ့ချမ်းသာဒုက္ခတွေရရှိခံစားတုံးဆောင်နိုင်ကြပါသည်ရွယ်ချက်ဖြင့်တနေ့တစ်ခါဘဝခန္ဓာရင်ကိုကုသိုလ်စီအောင်တွေတုံလိုက်နိုင်ကြပါသည်အကုသိုလ်ရည်ညွှန်းတွေပယ်ရှားတုတ်တင်ပြနိုင်ကြပါသည်လို့ဆုတောင်းရည်သက်ချကြအောင်ဒီမတရားရဒါနန္တတတုတတယတိလံရခန္တုတပ္ပဒံဘာဝနာပရတဟွန်တုတရန္တုဘဝတာကရံဒါနန္တတတုတတယတိလံရခန္တုတပ္ပဒံဘာဝနာပရတဟွန်တုတရန္တုဘဝတာကရံဘွန်ဒဘဝရိခာကုရုရှာတိအလုံးတော်တရားနာပရိတ္တပေါင်းပြုတော်ကောင်းတို့တတ္တယယနာတုံတံကံကံကျိုးမြတ်တို့ယုံ